ပဒုမကြအိုင်ရဲ့အနီးမှာသင်္ကန်းကျောင်းယသိသင်္ကန်းကျောင်းတစ်ခု၌ယသိသားအဖနေကြတယ်သမီးကလေးကလှလိုက်တာသူရဲ့ရုပ်ရည်အဆင့်ကြည့်ခြင်းရင်ဖြင့်ဂုံကမန်ကလေးလိုပဲတဲ့နုနုနယ်နယ်လေးတဲ့အဲ့ဒီလိုပြောလိုက်ရင်မဲ့ဗာရာဏသီမင်းတရားဟာပုဂ္ဂိုလ်ဝတဏှိဝါဒရှေးအတိတ်ဘဝကအတူတကွနေထိုင်ခဲ့ဘူးတဲ့အကြောင်းဒီအကြောင်းကလှုပ်ဆော်တော့အဲ့ဒီဘုဒ္ဓမဝတီစီကိုသူမြန်မြန်သွားခြင်းပြီစစ်တပ်နဲ့မုတ်ဆိုးသားလမ်းညွန်ရှည်သွားပြုတ်ပြီးတော့လာရောက်ကြပြီတဲ့သင်္ကန်းကျောင်းရဲ့အပြင်ဘက်ကခိတ္တယာယီတင်တံကလေးများထိုးပြီးတော့ဘုရင်မင်းတရားစစ်အင်္ဂါနဲ့လာရောက်ထိုင်ယသိကြီးတော်တွေကသတိရှာပြီးတဲ့အချိန်စောက်ရောက်လို့စားတော့ပြီးတော့တဲ့အချိန်မှမှဗာရာဏသီမင်းတရားယသိသူမြတ်ထံသွားပြီးတော့တိုင်းတော်ပြည်တော်ကယူဆောင်လာခဲ့တဲ့ယသိအသုံးအဆောင်အဝတ်သင်္ကန်းများတောင်ဝေးများအဲ့ဒီလိုလူရန်ဝတ္ထုများရှင်ယသိရှေ့မှာချပြီးတော့ဓာတိအစုခမဖျားဆိုပြီးတဲ့နောက်ဆက်ပြီးတော့ဗာလျှောက်တယ်လေဗန္တိဣဒာကိဉ္ကရောမဂမိတ်တာမဗာရာဏသီမင်းတရားကဗန္တိအရှင်ယသိသူမြတ်ဖျားဣဒာဤတော်အရ၌ကိဉ္ကရောမဘာလုပ်ကြမလဲဂမိတ်တာမတိုင်းတော်ပြည်တော်သို့သွားကြပါကုန်စို့ဖျားအရှင်ဘုရားဒီတော်တဲ့ဘာလုပ်မလဲဒီမသမိန်ဌာနီကိဉ္ကရောမဒီတော်အရာကြီးတဲ့မှာဘာလုပ်မလဲဖျားတဲ့ဂမိတ်တာမတိုင်းတော်ပြည်တော်သွားကြပါစို့ဖျားဒီတော့ယသိသူမြတ်ကြီးကဘာပြောလဲကိစ္စမဟာရာဇာတဲ့မဟာရာဇမြတ်သောမင်းကြီးတွင်သင်မင်းကြီးပဲကိစ္စသွားတော့မဟာရာဇကြီးတဲ့သင်ပဲသွားတော့ငါတော့မြို့မလိုက်ချင်ဘူးလို့ဆိုလိုတပတ်ဒီတော့ဗာရာဏသီမင်းကဘယ်နဲ့လျှောက်တယ်လဲအာမကိစ္ဆာမိဗန္တိဗန္တိအရှင်ယသိသူမြတ်ဖျားအာမကိစ္ဆာမိဩကောင်းပါပြီတပည့်တော်သွားပါမယ်ဖျားဧယတပနာသမိပေဝိသဘာကပရိသအဋ္ဌိတိအသုံးပါပနာအကြောင်းတူလျောက်ထားလိုတာကတော့ဧယတအရှင်ဖျားဤသမိပေအနိ၌ဝိသဘာကပရိသသဘောမတူတဲ့မာတုကာမပရိသတိအဋ္ဌိရှိဤဟု၍အသုံးပါတပည့်တော်များကြာတိကြရပါကုန်သဖျားအတာရုပ္ပါဧတာပပ္ပစိဒါနဧတာဤဝိသဘာကပရိသဖြစ်တဲ့မာတုကာမသည်ပပ္ပစိဒါနအရှင်ယသိလိုယဟန်သူတော်ကောင်းတို့အတွက်အတာရုပ္ပါမလျောပပဘူးဖျားမယာသတ္တိကိစ္စတုဗန္တိအရှင်ယသိမြတ်ဖျားဧတာထုဝိသဘာကပရိသဖြစ်တဲ့မာတုကာမသည်မယာတပိတော်နှင့်သတ္တိတကွကိစ္စတုအတူတကွလိုက်ပါပါစေဖျားဗာရာဏသီမင်းကယဉ်ကျေးလျှောက်အဲ့တော့ဝိသဘာကပရိသရှိတယ်လို့ကြားရဒီလိုအမျိုးသမီးများဟာရှင်ဘုရားတို့လိုယဟန်များနဲ့မသိလျောပါဘူးဖျားဒီတော့အဲ့ဒီအမျိုးသမီးတပည့်တော်တို့နဲ့အတူထည့်လိုက်ပါဖျားလို့အဲ့ဒီလိုလျှောက်တော့ဖခင်ရဲ့တေကြီးကဗာပြောတယ်လေမနုဿာနန္ဒမစိတ်တံဒုက္တောတယံမဟာရာဇမြတ်သောမင်းကြီးမနုဿာနံလူတို့ဤစိတ်တံနာမစိတ်မြည်သည်ကဒုက္တောတယံနှစ်သိမ့်လေနိုင်ကြလာ၏မဟာရာဇကြီးတဲ့လူစိတ်ဆိုတာအင်မတန်မှကျေနပ်ခဲပါတယ်အင်မတန်ကျေနပ်စေဖို့ရမလွဲပါဘူးတဲ့ကထံဘဟုနာမစ္စေဝသိတ္တိ
မမဒီတငါသမီးသည်ဘဝနာများစွာသောနန္တွန်သူတို့ဤမြစ်စေအလဲ၌ကထံဝသိတ္တိသူတယောက်တည်းတကောင်ကျွဲ့ဖက်နဲ့လုတ်ပြီးနေမလဲချုပ်သမီးလေးကတိုးတဲ့ကြည်တာဒီတော့တကားတော်ရဲ့ရွှေနန်းတော်မှာမြောင်များစွာသောမောက်မမိတ်တန်တို့ရဲ့အလဲမှာတကောင်ကျွတ်တမျက်နှာဘယ်နဲ့လုံနေမလဲတကားတော်တဲ့ဒီတော့ဗာရာဏသီမင်းကအာဘိဒကဘယ်နဲ့ပြောတယ်လဲအမကံရုစိတကာလာတောပထာယသေသာနံစိတ္တကာဌာနေတပိတဝပတိဇဂိတာမဗန္တိဖခင်ယတိကြီးဖေယအမကံတပိတော်တို့ဤရုစိတကာလာတော်နှစ်သက်တဲ့အချိန်မှပဋ္ဌာယအစပြု၍ဖခင်ယတိကြီးဖေယတဲ့တပိတော်တို့နှစ်သက်တဲ့အချိန်ကစပြီးတော့ဘာမှမစိုးရိမ်ပါနဲ့သေတာနာကျမ်းတဲ့နန္တွန်သူနန္တွန်သားအာလုံးတို့ဤနန္တွန်သူအာလုံးတို့ဤရစ်တကထာနေအကြီးအကဲမိဘေယခေါင်ကြီးအရာ၌ထပိတဝါထား၍မယံတပိတော်တို့သည်ပฏิဇဂိတာမယူရပြုစုလှုပ်တွေးကြပါမဖေဟာကြည်နဲ့လောက်အောင်လျှောက်တပိတော်စိတ်ထဲကနှစ်သက်မှပဲဖေဟာတဲ့ဘာပူစရာရှိရွှေနန်းတော်ရောက်ရင်ကျန်တဲ့နန်းတွန်းသူအလုံးတို့ဤအကြီးအကဲအကဒေဝီမေသီမိဘေခေါင်းကြီးအရာမြောက်စပြီးတပည့်တော်ယူရပြုစုစောင့်ရှောက်ပါမဖေဟာလို့ဆိုတော့မငင်းနိုင်ဘူးယသိကြီးကဟိုးသင်္ကန်းကျောင်းအခန်းထဲမှာနေတဲ့သမီးကလေးကိုလှမ်းပြီးတော့အမ္မဘဒုမဝတီချစ်သမီးဘဒုမဝတီလို့ခေါ်လိုက်ရင်မဲ့သမီးကလေးကသင်္ကန်းကျောင်းကဆင်းလာပြီးတော့ဖခင်ယသိကြီးကိုရှိခိုး၍ယူသေးကလေးလက်အုပ်ချီ၍ကြုံကလေးရပြီးတော့နေဘာအမိတ်ရှိမလဲဆိုတဲ့သဘောအဲ့ဒီတော့ဖခင်ယသိကြီးကဘာပြောလဲဆိုတော့တွန်အမဝယပတ္တအမသမီးတွန်သင်ဒီဝယပတ္တအရွယ်သို့ရောက်ခဲ့ပြီသမီးအရွယ်ရောက်ပြီနော်တဲ့ရိညာဒိဋ္ဌကာလာတောပထာယဣမသမိန်ဌာနေဝတိတုံအယုတ်တရိညာပြည့်ရှင်မင်းကြီးကဒိဋ္ဌကာလာတော့မြင်ရတဲ့အချိန်မှပထာယစ၍ဣမသမိန်ဌာနေဤတောကြီးခေါင်ခေါင်တဲ့၌ဝတိတုံနေခြင်းကအယုတ်တမသိတော့ဘူးပြည့်ရှင်မင်းကြီးမျက်စိကျတဲ့အချိန်ကစပြီးတော့သမီးဒီတော်ထဲမှာနေလို့မတော်တော့ဘူးတဲ့ရိညာတတိန်ကိစ္စအမအချင်းသမီးရိညာပြည့်ရှင်မင်းကြီးနဲ့တတိန်အတူတကွကိစ္စလိုက်ပါလေလို့အဲ့ဒီလိုပြောတဲ့အခါဘဒုမဝတိကသာဓုတာခမဲတော်ယသိဖေယသာဓုကောင်းပါပြီဖေယလို့အဲ့ဒီလိုခမဲတော်ရဲ့တကားကိုမလွန်ဆန်ဝွန့်လို့လျှောက်တော့လျှောက်ထားရရဲ့ဒါပေမဲ့လို့မျက်ရည်ဆက်လက်ငိုလျက်လျှောက်ထားဒါကခွဲရမယ်အရေးကိုဖခင်နဲ့အဲ့ဒီအချိန်မှာဗာရာဏသီမင်းတရားကဣမိတ်သာပိတုစိတ်တံကနေသာမိဣမိတ်သာဤပထုမဝတိဤပိတုဖခင်ရှင်ယတိကြီးဤစိတ်တံစိတ်ကိုကနေသာမိနှစ်သိမ့်စေဟုငါယူပေတော့အာဩပထုမဝတိရဲ့ဖခင်ယတိကြီးရဲ့စိတ်ကိုနှစ်သိမ့်အောင်ငါအရယူမယ်လို့အဲ့ဒီလိုစိတ်ကူးပြီးတော့ရွှေနန်းတော်ကယူဆောင်လာခဲ့တဲ့စိတ်တွေရွှေတွေငွေတွေဗရမ ्या တွေဂေါ်မုတ်တွေဥက္ကဖရာတွေနီလာတွေပလဲတွေဆိုတဲ့ယရနာ10မျိုးကိုတခါတဲ့ဖခင်ယသိကြီးရှိမှပုံအဲ့ဒီယရနာအပုံပေါ်မှာဘဒုမဝတီကိုထားပြီးတော့အဘိဓိရေချမ်းအကဒေဝီမေတိမိဘေအကောင်ကြီးအဘိဓိရေချမ်းသွန့်ဖြန့်ပြီးမှကိုင်းအရှင်ဘုရားကျေနပ်ပြီလားရှင်ဘုရားသမီးတော်ကိုတက္ကတော်သည်အကဒေဝီမေတိမိဘေအကောင်အဖြစ်ယရနာဘုံပေါ်မှာတင်ပြီးတဲ့ကာလအဘိဓိရေချမ်းသွန့်ဖြန့်၍တင်မြောက်တဲ့ဘုရားဖခင်ယသိကြီးကျေကျေနပ်နပ်ကြံရစ်ဘ
ဒုမဝတိအငါတေဝိမေတိမိဗျာဗာရာဏသီရွှေနန်းတော်ခေါ်ရွှေနန်းတော်ရောက်တဲ့အခါကျတော့လူမကနတ်မမီဒီပဒုမဝတိနှစ်သာလင်ဗာရာဏသီမင်းတရားကနေတော့တယ်အဲ့ဒီတော့ကြံတဲ့ရွှေနန်းတော်မှာရှိကြတဲ့မိဖုရားတွေကမကျေနပ်တော့ရှင်မြင်းကြီးဘယ်နဲ့ပြောတယ်လဲလို့နာယမဟာရာဇမနုဿဇာတိကာမဟာရာဇမြတ်တော်မင်းကြီးအယံဤပဒုမဝတိဆိုတဲ့သူမသည်နမနုဿဇာတိကာလူဇတ်လူမျိုးမဟုတ်ပါဗျာအရှင်မင်းကြီးပဒုမဝတိဆိုတာကလူမဟုတ်ဘူးမနုဿဇတ်လူဇတ်ရှိသူမဟုတ်ဘူးဗျာကဟန္တာမတုံမေမနုဿာနံဝိသရဏဌာနိဘဒုမာနိဥဒ္ဓဟန္တာနိဒိဋ္ဌပုဗ္ဗာနိတုံမေဟိအရှင်မင်းကြီးတို့သည်ကဟန္တာမအဘယ်မည်သောအရ၌မနုဿာနံဝိသရဏဌာနိလူတို့လှိလီကျက်ဆသွားလာရာအရ၌ဘဒုမာနိဘဒုမာကြပန်းတို့ကိုဥဒ္ဓဟန္တာနိမြေမှငွားငွားထင်းရှားထပေါ်သည်တို့ကိုဒိဋ္ဌပုဗ္ဗာနိရှေးကမြင်အပ်ဖူးပါတုံးဖေဟာအရှင်မင်းကြီးပြန်စဉ်းစားလာမှာဘယ်နည်းရမှလူသားတယောက်သွားတဲ့အခါမှာဘဒုံပါကြပန်းမြေကြီးကဖွာကနေငွားငွားစွန့်ထပေါ်တာများဘယ်တော့မှမြင်ဘူးလို့လေအတ္တအယံအမနုဿာအတ္တမချွတ်အယံဤဘဒုမဝတိဆိုတဲ့သူမသည်အမနုဿာဘလူမဖေဟာအတ္တအယံယခိနိအယံဤဘဒုမဝတိသည်အတ္တမချွတ်ဧကအမှန်မဲ့ယခိနိဘလူမပါဖေဟာမဟာရာဇမြတ်တော်မင်းကြီးနန္ထိုဘဒုမဝတိကိုနိဟရထရွှေနန်းတော်မှနှင်ထုတ်တော်မူကြပါဖေဟာမနာလို့တော့ဟိုတစ်ဖက်ကိုဘလူးမလို့ပြောကြအိတ်သာစကားတွေပေါ့မနာလို့တဲ့အဘိဓါအိတ်သာစကားပြောတော်လဲပြည့်ရှင်မင်းကြီးကဘာမှစကတုံးမပေးပဲနဲ့တုံနီးပေါ်စိတ်ပဲနေခဲ့တယ်ဒီလိုနေလို့ရက်ကလေးလအလေးတော်ကြာညောင်းတစ်ချိန်မှတော့ပြည့်ရှင်မင်းကြီးရဲ့ပစ္စံတရတိုင်းစွန်နေပြားကသဘုံတကများထကြွလှုပ်ရှားတဲ့အခါကျတော့ဘုရင်မင်းကြီးကကိုယ်တိုင်းထွက်ပြီးသဘုံရန်လှေးငိမ့်အေးအောင်နှိပ်ကွမယ်လို့စီမံရအဲ့ဒီစီမံတဲ့အချိန်မှာရှင်းမြင့်ကြီးကဂရုကပ္ပဘဒုမဝတိဒီဂရုကပ္ပလေးလံသောကိုယ်ဝင်ရှိခဲ့လေပြီလို့အဲ့ဒီလိုစဉ်းစားမိပြီးတော့ဘဒုမဝတိကိုမခေါ်ရွှေနန်းတော်မှာအပြုအစုအထိန်တော်တယောက်နဲ့ထားခဲ့ရှင်မြင့်ကြီးကတော့အဲ့ဒီပစ္စံတရနေစွန်နေဖြားကသဘုံရနှိမ်ဖို့သွားစစ်တိုက်နေပြနေဇက်ကိုရှင်မြင်းကြီးစစ်တိုက်ထွက်သွားနေတော့စောစောကမနာလို့တဲ့မိဖုရား900ကဘဒုမဝတီကိုအပြုအစုအလုတ်အကျွေးထားခဲ့တဲ့မိမကြီးတိတ်တဆိတ်ခေါ်တစိုးလက်ဆောင်နေပေါ့လေမလိုချင်လောက်အောင်ပေးပြီးတော့ဗာပြောတယ်တိတ်တာဝိဇာတိတ်တာဓာရကံဝိဇာဓမ္မတမေဝအပနိတဝဧကံဓာရုပတိကံလောဟိတေနမက္ခိတဝသန္တိကေထပေဟိသူတို့ပေးတဲ့နီးရန်သူမိဖုရားတွေပေးတဲ့အမအမိတိတ်တာထိုဘဒုမဝတိဣဓာရကံသငယ်ကိုဇာတမတ္တမေဝမွေးလင်မွေးခြင်းအပနှစ်တော်လွတ်ရဖယ်ရှားထား၍ထိန်တော်ကြီး
ကျုပ်တို့ပဲလိုက်ပါကျုပ်တို့ပြောတာနားထောင်ပါဘယ်လိုလုပ်ရမှာတော့ရှင်မိဖုရားအေးအဲ့ဒီဘုဒ္ဓမဝတီမိဖုရားကဖွားမြောက်လိုက်ပြီးနဲ့တပြိုင်နဲ့အဲ့ဒီသူ့ကလေးကိုတော်ရဘေးထားဧကံဓာရုကတိကံသစ်တုံးကြီးတစ်ခုကိုလောဟိတေနမခိတဝါသွေးဖြင့်လိမ့်ကြံ၍သန္တိကေဘဒုမဝတိရဲ့အနိ၌တပေဟိထားလောနားလည်ပြီမို့လားလဲပါအထိန်တော်ကြီးကနားလည်တစိုးလက်ဆောင်လေးရတော့သူကအတွန်းရံသူဖြစ်နေပြီရှင်မြင်းကြီးကလည်းသဘုံကကံရံလေးစစ်တိုက်လို့ပြန်မလာသေးဒီအချိန်မှာဘဒုမဝတိကရွှေနန်းတော်မှာမိရှုသန့်စင်ဖွားမြင်တဲ့အချိန်ရောက်ခဲ့ပြီမိရှုသန့်စင်လိုက်လင်မဲ့မဟာဘဒုမမင်းသားတွေတူးတယ်ပဲမိရှုသန့်စင်ဖွားမြင်၏သို့သောကျန်တဲ့499ယောက်သောသားတော်တို့ကမဟာဘဒုမမင်းသားဖွားပြီးပြီးနဲ့တပြိုင်နဲ့အဲ့ဒီမှာရှိတဲ့အညစ်အကြေးတွေမှာတန်ပေတစလာပြီးတော့ပဋိသန္ဓေလားတွေ့ကြတခါနဲ့ကလေးတွေက900ဖြစ်အထိန်တော်ကြီးတယောက်တည်းဒီကလေး900ကိုဟိုလွတ်ရပေါ့လေဘုဒ္ဓမဝတီနဲ့လွတ်ရတနေရာရွှေ့ဟိုမိဖုရားတွေကြံပေးတဲ့အတိုင်းသစ်တုံးတစ်ခုကိုသွေးတွေနဲ့လိမ့်ဘုဒ္ဓမဝတီရဲ့အနာမှာထားဟိုမိဖုရား900ကိုအပြည့်လွှတ်သွားပြီးအသိပေးတယ်ဟောဒီ900တောင်ပဲဘုဒ္ဓမဝတီကတော့မေ့မျောနေတော့ဘာမှမသိဘူးတတိမေ့နတ္တဝအယံတတိပတိလဘိတိအယံဤဘဒုမဝတိတိတတိတတိကိုနတ္တဝပတိလဘတိမရသေးဘူးဘဒုမဝတိကိုပြုစုရမယ်အစမပြုစုဘဲနဲ့ဒီတိုင်းပြစ်ထားပြီးတော့ယံသူဖြစ်တဲ့မိဖုရား900တခါတည်းအပြည့်လွှတ်အကြောင်းကြားမိဖုရား900လည်းအပြည့်လွှတ်လိုက်လာပြီးကလေးတယောက်စီတခါတည်းသူတို့ယူသွားကြယူသွားပြီးတော့ဟိုပုတ်ထိုးသမားတွေပုတ်သမားတွေခြီကိုကျုပ်တစ်လုံးစီအလုတ်ခိုင်းတယ်မိဖုရားတယောက်လင်းကျုပ်တစ်လုံးအလုတ်ခိုင်းပြီးတော့ဒီကလေးတွေကိုဘယ်နဲ့လုပ်မိဖုရားတွေဆိုတော့ရွှေနန်းတော်ဘောကဆင်းဖို့လဲအခက်သားတိတ်တဆိတ်လုတ်တဲ့အလုတ်ဆိုတော့ဒီကလေးတွေကိုကျုပ်ထဲထည့်ပြီးတော့တခါတည်းအုပ်ထားတာသေခြင်းလည်းပဲဒီကျုပ်ထဲသေရောက်ဒီအနည်းနဲ့တခါတည်းအုပ်ထားကြဘယ်လောက်ဆန်းတယ်လဲဆိုတော့အဲ့ဒီကျုပ်ထဲကလေးတွေအုပ်ထားတော့ပါရမီမရှိတဲ့တာမန်ပုဂ္ဂိုလ်ဆိုရင်ဒါကျုပ်ထဲမှာပဲမွန်းပြီးသေလောက်တယ်သေနိုင်တယ်ဒါပေမဲ့လို့အထကထာကဒါမျိုးဟာဣတ္တိ10ပါးတည်း၌တပတ်အပါအဝင်ညာဏဝိဖာရိတ္တိဆိုတာရှိဣတ္တိတကု10မျိုးတည်းမှာညာဏဝိဖာရိတ္တိအဲ့ဒီခန္ဓာအစဉ်မှာဒီဘဝမချွတ်ဖြစ်လက်တန်သောအရဟတမညာအရဟတဖို့ညာရဲ့တကုဣတ္တိရှိတယ်တဲ့ဗျာအဲ့ဒီတကုဣတ္တိကြောင့်ဒီကလေးတွေမသေးတာမြတ်စွာဘုရားလက်ထက်တုန်းကရှင်ဘာကုလဟောဒီတထေအိမ်မှာသွားပြီးတော့လူဖြစ်တာဒီကသာဒီကလေးဗိုက်ထဲရောက်တဲ့ကမနေနိုင်မထိုင်နိုင်လူလွတ်ပြီးတော့ဟိုးအောက်ကမြစ်စိတ်တစ်ခုသွားပြီးတော့ပေါ်ပြန်တဏှာတွေကငါကြီးဖမ်းခါတဲ့မြို့တွေကိုဒီငါကြီးသွားရောက်အဲ့ဒီငါကြီးကလည်းအင်မတန်ကြီးတော့ဘယ်သူမှမဝယ်နိုင်တော့မိခင်ဖြစ်တတ်တဲ့တထေးကတော်ကြီးတယောက်ကသူကိုယ်တိုင်ဆင့်ပြီးကြည့်လိုက်တော့ဟာငါကြီးဝယ်ခြင်းတာဘယ်လောက်လဲဘယ်လောက်မစစ်ဘူးစိတ်ပေးဝယ်ငါတဲ့ကပါတဲ့ကလေးရဲ့ပါရမီဆိုတော့အဲ့ဒီ
တထေးကတော့ကြီးကသူ့ကိုယ်တိုင်ငါးဝန်းကိုခွဲတယ်အထင်းလေးကြတော့တကယ်ရွှေစင်ရုပ်တုကလေးလို့ရှင်ဘာကုလအလောင်းတငယ်လေးကအသက်ရှင်လေးထွက်လေးဝင်လေးရလေအာငါသားရပြီသားမရှိတဲ့တထေးကတော့ကြီးဝန်းသားဤအဲ့ဒါနဲ့ဒီအထက်ဗာရာဏသီကတထေးကတော့ကလည်းပဲသားပြောက်တယ်ဟိုအောက်ကကောသမိကတထေးကတော့ကလည်းပဲသားဟိုငါးပိုက်သေးကသားရတယ်ဆိုတော့အဲ့ဒီမှာတရားသွားဖြစ်ကြကျုပ်သားငါးမျိုးသွားတဲ့ဥစ္စာပါဆိုပြီးတော့သွားဖြစ်တဲ့အခါကြတော့အဲ့ဒါတရားသူကြီးများကဟိုဘက်တထေးကလည်းပဲမိဘပဲဒီဘက်တထေးကလည်းမိဘပဲဆိုပြီးတော့ဒီကလေးဟာတထေးနဲ့အိမ်မှာအလဲနဲ့ပြုစုကြတထေးအိမ်နဲ့အိမ်မှာကြီးပြင်းခဲ့ရလို့ဘာကုလဘာဆိုတာကနှစ်ကုလကတထေးအိမ်နဲ့အိမ်မှကြီးပွားရလို့ဒီကလေးကိုဘာကုလဒီလိုခေါ်ပါအဲ့ဒီရှင်ဘာကုလအလောင်းဖြစ်တဲ့တငယ်လိုပဲအခုမှဘုဒ္ဓမမင်းသားနဲ့တကွတန်တေရဇသားဖြစ်ကြတဲ့499ယောက်မဟာဘုဒ္ဓမမင်းသားနဲ့တကွဆိုတော့900အဲ့ဒီ900တော့ကလေးတွေကိုခုနမိဖုရား900ကကြုတ်ထဲပြီးတော့ရက်ဆက်ပုတ်ထားတာဒါဖြင့်သူတို့ဘယ်နဲ့များနေတော့သူတို့သေးကုန်သလားမျှတမလားဘယ်လိုလဲလို့ဆိုတော့အထကထာကအထုပြောတယ်ဒေတံပနာသဗ္ဗေတံကရန္တကေသူနိပိဇာပိဒတိဝတေသူယေဝပုံညိတ်တိယအင်္ဂုဋ္ဌတော်ခေရနိဗ္ဗတိပနာအထုပြဆိုဥအဒေတံသဗ္ဗေတံထိုမင်းသား900တို့ဤဝါမင်းသား900တို့ကိုကရန္တကေသူကျုပ်တို့၌နိပိဇာပိဒတိဝတေသူယေဝထဲသွန်းသိအပ်သောနေ့တို့၌ပင်လေပုံညိတ်တရားကုသိုလ်ကောင်းမှုဤတကိုရှိန်စောအာနုဘောကြောင့်အင်္ဂုဋ္ဌတော်ကလေးတွေရဲ့လက်မှခေရန်တို့ဤသည်နိဗ္ဗတိဖြစ်၍လာ၏ကလေးတွေရဲ့ကောင်းမှုကုသိုလ်ကအာနုဘောကြောင့်ဘယ်သူမှနှုတ်တိုက်ပေးတာရှိရမို့တော့ကျုပ်ထဲမှာမွန်းပြီးမသေးတာကတော့သူတို့တဏ္ဍာမှာဖြစ်မဲ့ပစ္စေကဘောဓိဉာဏ်ရဲ့ဣဋ္ဌိတကူတဲ့သူတို့ခန္ဓာကိုယ်မျှဖို့ကတော့သူတို့ရဲ့ကောင်းမှုကုသိုလ်ကံရဲ့အာနုဘောကြောင့်သူတို့လက်ညှိုးကလေးသူတို့လက်မကလေးသူတို့ပါးစပ်ထဲလိုက်ရင်အဲ့ဒီလက်မလေးကနှုတ်ရည်ပေါက်ကြဒါနဲ့မျှတာမသေးခြင်းတော့အကြံပိုင်လာပြီပေါ့မိဖုရားတွေကအဲ့ဒီမှာတော်ကြာတော့ဘုဒ္ဓမဝတိတတိယလာတော့အထိန်တော်ကြီးကိုမေးတယ်ကိဝိဇာတာမိအာမမိခင်ထိန်တော်ကြီးကိအဘေကိုဝိဇာတာဖွားမြင်သည်အာမိဖြစ်ပါသည်နီထိန်တော်ကြီးတာကိုဖွားသလားသမီးဖွားတာလားဘာကိုဖွားသလဲအထိန်တော်ကြီးကဒီကြနိုင်လို့မင်းတဲ့ချိန်မုံပြီးတဲ့ကလာတွန်းကူတော်ဓာရကလပိတ္တိတွန်းသိသည်ဓာရကံကလေးတငယ်ကိုကူတော်လပိတ္တိအဘယ်မှာရနိုင်အနိညိဘယ်မှာသာရမလဲအယံတဝကုတ်စီတော်နိခန္ဓဓာရကောအယံဟောတိဟာဒီတဝကုတ်စီတော်ကြီးရဲ့ဝမ်းတယ်မှာနိခန္ဓဓာရကောထွက်လာတဲ့ကလေးတော်လို့စိုးကသူလှုပ်ထားတဲ့တတုံကြီးသွေးတွေလိမ့်ကြံထားတဲ့တတုံကြီးကိုဘုဒ္ဓမဝတိရဲ့လက်ထဲအပ်တယ်ဘုဒ္ဓမဝတိကလေရှက်သွေးတွေမှုန်းလို့တခါရင်ပါပြောတယ်လေလို့ဆိုတော့ဘုဒ္ဓမဝတိကသီကံတံဖာလစ်တဝအပနေအမအမိတန်ထိုတတုံကြီးကိုသီကံစင်မြန်စွာဖာလစ်တဝခွဲစိတ်ပြီးတော့အပနေလွတ်ရာဖေရှားထားလိုက်ပါလွတ်ပြလိုက်ပါတော့မြန်ခွဲပြီးတော့ဒါကြီးသစေကိုစီပတိယအကယ်၍တဝုတယောက်များမြင်ညာလက်စီတပံရှက်ဖွဲသည်ဘဝေယဖြစ်လေရ၏အမေရဲ့
ဒီတတုံးကြီးတော့မြန်မြန်ဖွဲ့ပြီးတော့တော်ရဆွန့်ပြလိုက်ပါအကယ်၍ဒီဥတယောက်များမြင်းနေမှဖြင့်ရှက်เสียကြီးလို့ဆိုတော့ဒီအထိန်တော်ကြီးကဘဒုမဝတိရဲ့အကျိုးလိုလားတဲ့ဟန်နဲ့ကောင်းပါပြီတကယ်လေဓာကြီးပြာရပေါ့လေခွဲစိတ်ပြီးတော့ဒါတခါလေအစပြောက်လှုပ်လိုက်မယ်ဆိုပြီးတော့မိဖို့တဲ့ပြစ်ချပြီးတော့ဘဒုမဝတိလည်းပဲအစပြောက်တော့မလို့ဖြစ်ပြီးနေရကကဲဒီလိုနေလို့ပြည့်ရှင်မင်းကြီးကပစ္စံတရဲမှာတပုံရန်လေးနှိမ်နှင်းပြီးလို့ပြန်လာတဲ့အခါနေကောင်းရက်သာရွေးပြီးရွှေမြို့တော်ဝင်မယ်ဆိုပြီးတော့မြို့ပြင်၌ဇဒေချပြီးတော့ခိတ္တစံတဲ့ဆောက်လုပ်ပြီးတော့နေဟောဒီကမိဖုရားတွေကတို့အကြံပိုင်ပြီဆိုပြီးတော့တစိတ်ထဲတပေါင်းနဲ့တကြိတ်ထဲရှင်မြင့်စီသွားဘဒုမဝတိကတော့မသွားဝင်ရှာဘာဖြစ်လို့လဲဆိုတော့သူ့အဖို့ရမှာဒီအထိန်တော်နဲ့ဒီမိဖုရား900မဟုတ်တရားလုတ်တာနဲ့သူ့မှာအရှက်ကြီးပြီးတော့ရွှေငန်းတော်ကမထုတ်ဝင်ပဲဖြစ်အဲ့ဒီရန်သူမိဖုရား900ကတကြိတ်ထဲတစိတ်ထဲမြို့ပြင်ကရှိတဲ့ရှင်မြင်းကြီးထမ်းသွားပြီးတော့ဗာပြောကြတော့မဟာရာဇတုံမဟာရာဇနာအမကံတတ္တတိမဟာရာဇမြတ်သောမင်းကြီးတွင်သိမင်းကြီးသည်အမကံကျွန်တော်မတို့အပေါ်မှာနတတ္တတိနည်းနည်းမှမယုံဘူးရန်တွေ့ရှင်မင်းကြီးကဖြင့်ကျွန်တော်မတို့အပေါ်မှာနည်းနည်းမှယုံတော်မမူဘူးတဲ့အမေဟိဝုဒ္ဒံအကာရဏံဝိယဟောတိအမေဟိကျွန်တော်မတို့သည်ဝုဒ္ဒံပြောဆိုအပ်ခဲ့တဲ့စကားသည်အကာရဏံဝိယအကြောင်းမတန်တဲ့ကဲ့သို့ဟောတိဖြစ်ခဲ့ရပါ၏ကျွန်တော်မတို့စောကြီးကလျှောက်တာအဲ့ဒီလျှောက်တဲ့စကားအကြောင်းမတန်တယ်လို့ဖြစ်ခဲ့ဒုံမေတိယဥပထာယိကံဘေကောသာပိတဝပတိပု္ပ္ပာတုံအရှင်မင်းကြီးသည်မယုံကြည်လို့ရှိရင်မဟိတိယဘဒုမဝတိမိဖုရားဤဥပထာယိကအပြုအစုအလိုအကျိုးဖြစ်တဲ့အထိန်တော်ကြီးကိုပေကောသာပိတဝါရှေ့တော်မှခေါ်စေ၍ပฏิပု္ပ္ပာမေးတော်မူဖျားတဲ့မယုံလို့ရှိရင်ဖြင့်ဘဒုမဝတိရဲ့အထိန်တော်ကြီးကိုရှေ့တော်မှခေါ်ပြီးတော့မေးတော်မူဖျားဓာရုဂတိကံတေဒေဝိဝိဇာတာတေအရှင်မင်းကြီးဤဒေဝီအလွတ်အလွန်ချစ်မြတ်နိုးတဲ့ဘဒုမဝတိမိဖုရားကဓာရုဂတိကံတစ်တုံးကြီးကိုဝိဇာတာဖွာမြင်ခဲ့ပါသဖျားမယုံရင်အထိန်တော်ကြီးခေါ်မေးဖျားဒါကြောင့်အစိုးကြီးကပြောတာပဲသူဒီသူမဘလူမပဲအခုမွေးတော့မိရှုသတ်စင်ဖွာမြင်တော့သိလူပြည့်လူလေးမွေးမှာပေါ့အခုဘလူမို့လို့တစ်တုံးကြီးမွေးတာဖျားလို့ပြောတော့ရှင်းမြင်ကလည်းဒီကိစ္စမဆူမဆန်မဆင်မကျင်မဲနဲ့ရာဇာအနိသမကာရီနတာတုရာဇာပြည့်ရှင်မင်းသည်အနိသမကာရီမဆူမဆန်မဆင်မကျင်ပြုတ်လတ်တော်နတာတုမကောင်းတဲ့တရားတွေစုပေါင်းတဲ့အထက်တိုင်းပြည်အုပ်ချုပ်မင်းပြုလုပ်တဲ့လူကမဆူမဆန်မရှင်းမကျင်ပြုခြင်းသည်ဒါလည်းမကောင်းတပါယဟန်ဘုံနာသူတော်သူညဖြစ်လျက်နဲ့အမျက်ထွက်ရင်အဲ့ဒါလည်းမကောင်းသူတော်ကောင်းဆိုတဲ့ပုဂ္ဂိုလ်ကအမျက်ထွက်ရင်အဲ့ဒါလည်းမကောင်းဘူးအဲ့ဒီလိုမကောင်းတဲ့တရားတွေစုတဲ့အထက်တိုင်းပြည်အုပ်ချုပ်မင်းပြုလုပ်တဲ့လူကမရှင်းမကျင်ပြုလုပ်တာမကောင်းဆိုတာမကောင်းတပါပါအခုဗာရာဏသီမင်းတရားဟာမစင်မကျင်အမှုကိုမစုံမဆမ်းမမေးမမြတ်မထောက်မလှမ်းတော့ဘဲနဲ့အာမနုဿဇာတိကဘဝိတ္တိဩမိဖုရားတွေပြောတဲ့အတိုင်းဆိုလို့ရှိရင်ဘဒုမဝတိဟာဖြင့်ဘလူဇတ်ရှိသူဖြစ်မှာပဲဘလူမျိုးဖြစ်မှာပဲလို့အလွဲစဉ်းစားမိပြီးနေပြီးတော့တောင်မဝင်ဘဲနဲ့ဘဒုမဝတိကိုရွှေနန်းတော်ကအမိန့်တော်နဲ့နှင်ထုတ်စေတယ်
ဒီကနေပြီးတော့အမိန့်တော်ပြန်ဘယ်သူမှဝတီးပြီးဟုတ်လားယခုပင်ရွှေနန်းကဆင်းစေဆိုကြပါစို့ဟုတ်လားတစ်သားတုံးမွေးတဲ့အတွက်ဟိုဘယင်ကိုယ်တိုင်ချက်တကွဲအကျိုးနဲ့ဖြစ်ဒီတော့ဘယ်သူမှဝတီးပြီးယခုပင်ရွှေနန်းကဆင်းစေအဲ့ဒီဒုက္ခမှာအမိန့်တော်အရာရွှေနန်းကဆင်းလိုက်ကြောဟိုတုန်းကမြေကိုခြေချလိုက်ရင်ဘဝအောက်ကဘယ်လိုမှကြာပန်းနေပေါ်ပေမဲ့အခုမပေါ်တော့အိုးစောစောကလှလိုက်တာခုံကမန်အပုံကလေးလိုဟာလည်းပဲရုပ်တည်ဆိုးသွားကိုရမဲ့ဖြစ်သွားပြီဘယ်မှဆွေရဲလို့မြို့ရဲလို့မရှိဘူးတယောက်တည်းအဲ့ဒီလိုဖြစ်တာဘာဖြစ်လို့တုံးဆိုတော့ဟိုဘယ်တော့မှကြာပန်းနေလှူခဲ့တုန်းကပိစိကဗုဒ္ဓရဲ့လက်ထက်ရောက်ပြီးမှပြန်တောင်းတော့အဲ့ဒီစေတနာလေးအဲ့ဒီနာကွက်ခဲ့တဲ့အတွက်အခုဒီဒုက္ခလာတွေ့ရခိုးရမယ်တကူရေးတကားရဘာဒနတိမြို့တဲ့သွားလျှောက်သွားတဲ့အခါကျတော့ကံအားလျော်စွာအဖွားကြီးတယောက်နဲ့တွေ့အဖွားကြီးကမြင်နေဆိုရင်သမီးလိုချစ်သွားကံကိစ္စတိအမသမီးတွင်တဲ့ဒီကံပဲရတုကိစ္စတိသွားမလို့လေသမီးပဲသွားမလို့လေဘဒုမဝတိကပြောတယ်အာဂဒုက္ခအာဂံဒုက္ခမိအမမွေးမိသခင်ကျေးဇူးရှင်အဟံကျွန်တော်မကအာဂံဒုက္ခဧည့်သည်ဒီအမိဖြစ်ပါ၏အမေရဲ့ကျွန်မဧည့်သည်ပါဒီမှာဆွေရမျိုးရဲ့ဘာမှမရှိပါဘူးဝတ္တနာဌာနဩလောကိတိဝိသရာမိဝတ္တနာဌာနကျွန်မနေထိုင်တရားကောင်းတဲ့အယဌာနကိုဩလောကိတိရှုမျောလျက်ဝိသရာမိလှိလီသွားလာနေပါ၏ကျွန်မနေဖို့တော်မဲ့နေရာလေးများရလို့ရညာလိုက်ရှာပြီးတော့သွားနေတာပါအမေရဲ့တဲ့ဒီတော့ဒီအဖွားကြီးကလည်းသမီးဟူသောချစ်ချင်းနဲ့ချစ်တာဖြစ်တော့ဣဒာကိစ္စအမသမီးဣဒာဤငါဤအိမ်တို့အာကိစ္စလာလောလာငါသမီးနေစရာမရှိဘူးဆိုရင်အမေနေရာပေးမယ်ဆိုပြီးတော့အဖွားကြီးကသူ့ကိုသမီးလေးလိုချစ်ပြီးတော့အဖွားကြီးခေါ်သွားအိမ်ရောက်တယ်အဖွားကြီးကချက်ပြုတ်ကျွေးသမီးတယောက်ရနေတာပဲအဖွားကြီးဘနုမဝတိကလည်းသမီးလိမ္မာလေးလိုပဲနေပြီအဲ့ဒီလိုနေလို့1ရက်2ရက်လောက်အကြာကြတော့မှခုနကပြောတဲ့မိဖုရား900တို့တစ်ကြိတ်ထဲတစ်ပေါင်းနဲ့တစ်စိတ်ထဲဖြစ်ပြီးတော့ရှင်မင်းကြီးမြို့ထဲမဝင်ရသေးဘူးနော်မြို့ပြင်မဲ့တခါလဲထွက်သွားကြဘာပြောတယ်လဲမဟာရာဇတုံမေသူယုတ်တံကတိသူအမေဟိကိင္ဃဒေဝတာယသစေအမကံဒေဝေဝိသီတသင်္ဃမေအာဂတိဗလိကမ္မံကတဝါဥဒကကိလံကရိတမတိပဋ္ဌိတံအဋ္ဌိမိဖုရားတွေလျှောက်တဲ့စကားထွက်ပေါက်ရှာတယ်မဟာရာဇမြတ်သောမင်းကြီးတုံမေသူအရှင်မင်းကြီးတို့သည်ယုတ်တံကတိသူစစ်တိုက်သွားတော်မူကြကုန်သည်ရှိသောအမေဟိကျွန်တော်မတို့သည်ဂင်္ဂဒေဝတာယဂင်္ဂမြစ်ကိုစောင့်တဲ့နတ်အားဘယ်လိုလဲအမာကံဒေဝေကျွန်တော်မတို့ရဲ့ပြည့်ရှင်မင်းကြီးသည်ဝိသီတာသင်္ဃမေစစ်ပွဲအောင်နိုင်၏အာဂတိပြန်လာတော်မူခဲ့လင်တုံမာကံအရှင်နတ်တို့အပလိကမ္မံကတဝါပူဇော်မှုကပြု၍ဥဒကသီလံကရိတ္တာမရေချိုးမှုကပြုကြပါမယ်ဣတိဤသို့ပဋ္ဌိတံတောင်းတအပ်ခဲ့တဲ့အမှုသည်အဋ္ဌိရှိပါသဗျာဧတမထံဒေဝဇာနာပေမာဒေဝရှင်မင်းကြီးဧတမထံဤအကြောင်းကိုမယံကျွန်တော်မတို့သည်ဇာနာပေမာအရှင်မင်းကြီးအားသိစေသောအားလျောက်ထားကြပါကုန်၏လို့တညီတညွတ်တဲ့ဒါကြတဲ့ယုံလောက်အောင်ပြောတယ်ရှင်မင်းကြီးစစ်ထွက်သွားတော့ကျွန်တော်မျိုးမှများခင်းကမြစ်ကိုစောင့်တဲ့နတ်ကို
ဟောဒီလိုဆုတောင်းခဲ့ပန်းထွားခဲ့တာရှိဘယ်လိုလဲကျွန်တော်မျိုးမတို့ရဲ့ပြည့်ရှင်မင်းကြီးအရှင်သမင်းရဲ့တကူကြောင့်စစ်ပွဲအောင်နိုင်၍ပြန်လာတော်မူလို့ရှိရင်ဗလိနတ်စာများပူဇော်ပြီးတော့ရေကစားပါမယ်အဲ့ဒီလိုခင်္ဂမြစ်ဆောင်နှက်အပန်းထွားပြောကြားဝန်ခံထားတဲ့အချက်ရှိတဲ့အကြောင်းအရှင်မင်းကြီးအားလျောက်ထားကြပါတယ်ရှင်မြင်းကအဟုတ်မှပြီးယုံကြည်ပြီးတော့အေးဒီလိုဆိုလို့ရှိရင်ဖြင့်နှက်ဖန်ကမေမင်းတို့ခင်္ဂမြစ်ဆင်းပြီးတော့ရေကစားရဗလိနတ်စာများကြွေးကြရှင်မြင်းကြီးကအဲ့ဒီအချိန်ထိတော့မြို့ထဲမဝင်သေးဘူးနေကောင်းရက်သာစောင့်မိဖုရားတွေတို့အကြံပိုင်ပြီးနှက်ဖန်ရောက်မိဖုရားတယောက်ချင်းကျုပ်တစ်ခုစီတခါတည်းယူလာခဲ့အဲ့ဒီကျုပ်တွေကိုတခါတည်းအပေါ်ကစာဒီဆိုတဲ့အဝတ်ကြီးတွေဖုံးကလမကြီးတွေလာကြည့်တော့ဒါဗမာပြည်ကမဟုတ်ဘူးဗမာပြည်မှာဖြစ်တဲ့ဖြစ်ရမှာအပေါ်ကစာဒီကြီးတွေနဲ့ဒီကျုပ်တွေဖုံးယူလာသူတို့ကိုခေါင်းမိကြုံအမျိုးလို့ပေါ့အဲ့ဒီလိုဖုံးပြီးတော့တခါနဲ့သူတို့လာကြဂင်းကမြစ်ထဲလေရောက်ကြောဒီစာဒီကြီးတွေနဲ့ဖုံးလျက်သားမြစ်ထဲတခါလေရေဆင်းချိုးတာအဲ့ဒီရေထဲကြတော့မှကျုပ်တွေကိုသူတို့ကမျောလွှတ်လိုက်သူတို့အဲ့ဒီလိုမျောလွှတ်လိုက်တဲ့အချိန်မှတရားမင်းကကျုပ်တွေထဲမှာနတ်ဤအာနုဘော်နဲ့စာရေးလိုက်ဣမေကုမာရာဘဒုမဝတိယာကုတ်စိမိနိဗ္ဗတဘာရဏတိရိညောဗုဒ္ဓတပတ်ဣမေကုမာရာဣမင်းသားတို့သည်ဘဒုမဝတိယာကုတ်စိမိဘဒုမဝတိမိဖုရားကြီးဝါ၌နိဗ္ဗတဖြစ်ကုန်သောဘာရဏတိရိညောဘာရဏတိမင်းကြီးဤပုဒ္ဓသာတော်တို့ပါပေအထထိုသို့ဖြစ်ပါကုန်လျက်နေထိုမင်းသားတို့ကိုဘဒုမဝတိယာဘဒုမဝတိမိဖုရားဤသပတ္တိယောယံသူဖြစ်ကုန်သောပင်စတတအဋ္ဌိယောမိဖုရား900တို့သည်ကရန္တကေတုကျုပ်တို့၌ပက္ခိပိတဝါထိ၍ဥဒကေရေ၌ခိပိန်သူမျောလိုက်ကြကုန်၏ဒါကတပတ်ရာဇာဣမံကာရဏံဇာနာတုရာဇာမင်းကြီးသည်ဣမံကာရဏံဤအကြောင်းကိုဇာနာတုသိစေတည်းဇာသုံးပိုက်ကျုပ်ထဲမှာတရားမင်းကရေးလွှတ်လိုက်ဘယ်နဲ့ဤမင်းသားတို့အခါဘဒုမဝတိမိဖုရားကြီးဝမ်းကြာတိုက်၌ဝမ်းကြာတိုက်မှာဖွားမြောက်ကြတဲ့ဗာရာဏသီမင်းကြီးရဲ့သားတော်တို့သည်ယင်းတို့မင်းသားစင်စစ်ဖြစ်ပါကုန်လျက်ထို900သောမင်းသားတို့ကိုဘဒုမဝတိမိဖုရားကြီးရဲ့ရန်သူဖြစ်သောမိဖုရား900တို့သည်ကျုပ်ထဲမှာအတိထိပြီးတော့ရေ၌မျောလိုက်ကြကုန်၏ဤအကြောင်းကိုမင်းကြီးသိပါစေဇဒံကဒီလိုရေးပြီးတော့ကျုပ်အတွန်းကစာရေးလွှတ်လိုက်အကြားကကျုပ်တွေကတခါတည်းမျောသွားတော့ရှင်မင်းရေချိုးတယ်ဆိုလို့ရှိရင်ဒီအောက်ကနေပြီးတော့ပိုက်ကခံရတယ်အထက်ကလည်းပိုက်ကခံရဘာဖြစ်လို့အထက်ကနေပြီးတော့သုံးတရားမျောပြီးလာမတိုက်အောင်အောက်ကနေပြီးတော့ဒီရေထဲမှာရှိတဲ့မိချောင်းတို့လက်ပိုင်တို့အစရှိတဲ့ရေပိုးရေမွှားများလာပြီးတော့မနှိမ့်ဆက်အထက်အောက်ပိုက်ချထားရကံကြီးဒီကျုပ်ကလေးအလုံး900ကတခါတည်းမျောသွားပြီးဟိုနာကြတော့အစဉ်တိုင်းတတ်ပြီးတော့ပိုက်မှညိရှင်မြင်းကြီးကရေချိုးပြီးရေကစားပြီးလို့အောက်ကမင်းကြီးများကပိုက်တွေကိုရုပ်တဲ့အခါကျတော့ထူးထူးဆန်းဆန်းအံ့ဩစဝဲကျုပ်အလုံး900တန်းလျက်တွေ့ဟာအင်မတန်ဆန်းကြယ်တာဟာဆိုပြီးတော့ဒီကျုပ်တွေတခါတည်း900သလုံးယူလာ
ပြည့်ရှင်မင်းကြီးထံတခါနဲ့ကျုပ်အလုံး900သလုံးဆက်ရှင်မင်းကြီးကလည်းပဲတအံတော်နဲ့ဂိမ်းဒါတာကရန္တကေတုဒါတာအမောင်းမင်းချင်းတို့ကရန္တကေတုကျုပ်တို့၌ဂိမ်းဘာတွေပါတယ်လဲဒီကျုပ်တွေထဲမှာဘာတွေလဲမောင်တို့တဲ့မင်းကြီးတွေကလည်းပဲနာဇာနာမဒေဝသမုဒိနာရှင်မင်းမြမယောင်အကျွန်းတို့သည်နာဇာနာမမသိကြပါဘူးထူးဆန်းလွန်းလို့အရေးတကြီးအရှင်မင်းကြီးထံလာဆက်တာအေးဒါဖြင့်ဖွင့်စမ်းဆိုပြီးတော့ပထမကျုပ်တလုံးဖွင့်လိုက်တယ်အဲ့ဒီဖွင့်တဲ့ကျုပ်ကမဟာဗဓုမမင်းသားကျုပ်ဖြစ်ကျုပ်ကိုလှက်လိုက်ပြီးနဲ့တပြိုင်နဲ့အဲ့ဒီကျုပ်အဖုံးမှာသကြားထွန်းထားတဲ့ဤမင်းသားတို့ကဗဓုမဝတိဤဝန္ကြာတိုက်၌ဖြစ်ပွားကြတဲ့ဗာရာဏသီမင်းသားတို့ဘေလို့ဖြစ်လျက်ထိုမင်းသားတို့ကိုဗဓုမဝတိဤယံလူမိဖုရား900တို့သည်ကျုပ်တို့၌ထည့်၍ဂင်္ဂာမြေကျော့မျောလိုက်ကြကုန်၏ဤအကြောင်းကိုပြည့်ရှင်မင်းကြီးသိပါစေဇတံကိုတတ်ပြီးတော့ရှင်မြင်လဲမြင်ရောကိုင်းဒါငါရဲ့သားကြီးဩရတမဟာဗဓုမမင်းသားပြီးတယ်ဆိုပြီးတော့ရှင်မြင်ကြီးကမဟာဗဓုမမင်းသားချီအဲ့ဒီကိုတယုတရချီပြီးတော့ကြံတဲ့ကျုပ်တွေလက်စားမင်းသားတွေမှတခါလေကျုပ်လက်လိုက်တယ်ဆိုမင်းသားလေးရှင်မြင်ကြီးကအာသင့်သွားပြီငါမှားပြီဗဓုမဝတိကိုငါနှင်ထုတ်တာမှားပြီဆိုပြီးတော့နေကောင်းရက်တာကိုမစောင့်နိုင်တော့အမိန့်ပါပြီဝေရေနရထေယောဇတဝအသေကပိထာဘွန်တော်အမောင်မင်းချင်းတို့ဝေရေနလင်းမြန်စွာရထေယထာတို့ကိုယောဇတဝက၍အသေးမြင်းတော်တို့ကိုကပိထပြင်ဆင်ရကုန်မောင်တို့မြန်မြန်ယထာများကမြင်းတော်များအစဉ်သာပြင်ဆင်ညအဟံဣဇာအန္တောနဂရံဘဝိသေတဝါဧကိသာနံဣတိမာတုကာမနံပိယံကရိတ္တာမိအဟံယနေ့ဣဇာအဟံမာတိဣဇာယနေ့အန္တောနဂရံနေကောင်းရက်တာမစောင့်နိုင်တော့ဘူးတဲ့ရွှေမြို့တော်အတွန်းတို့ပဝိသိတဝါပဝိသာမိဝန်တော့မယ်ပဝိသိတဝါဝန်ပြည်တကာလဧကိစ္စနံမာတုကာမနံတချို့သောမာတုကာမတို့ဤအပေါ်၌ပြယံချဲတဲ့မှုကိုကရိတ္တာမိပြုရတော့မယ်ခဏိပဲနေကောင်းရတာမဆောင်နိုင်တော့ဘူးရွှေနန်းတော်ဝန်အချို့သောမိန်းမတွေပေါ်မှာချစ်ခင်မှုပြုရတော့မှာပဲဟိုမိဖုရားတွေထွက်ပြေးမှဆိုလို့အဲ့ဒီလိုပြောပြီးတော့ရှင်မြင်းကြီးမြန်မြန်နန်းလို့ရရှင်တော်ထုတ်ရှင်တော်ရဲ့လေပင်၌အတပြာ1000ဒုက္ခချီပြီးတော့အပေါ်ကစီလေတဲ့မင်းချင်းကဘယ်လိုဆိုရယောပတုမဝတိပတ္တိသောဣမံသာသံကနတုပါဠိလိုယောအကျဉ်သူတိပတုမဝတိပတုမဝတိမိဖုရားကိုပတ္တိတွေ့မြင်ညာသောထိုသူသည်ဣမံသာသံဤအတပြာ1000ကိုကနတုယူလေဘယင်တိဖုရားကြီးကအမိန့်တော်ဆိုပြီးတော့ရှင်ပေါ်ကနေကျွေးကြော်ပြီးတော့မြို့ထဲလှဲ့စီးလေစီရရှင်ရဲ့လေပင်မှာငွေအတပြာ1000ဒုတ်ကြီးဆွဲလေရှေ့ကစီကတီးရှင်ဘောကလူကအဲ့ဒီတန်းကြွေးကြော်လဲလို့ဗာရာဏသီမြို့ထဲမှာဟိုလန့်ဒီလန့်သွားလို့ကန်တော်လို့ကြတော့ပထမဝတီတို့အဖွားကြီးတို့နေတဲ့လမ်းရောက်ပြီဆိုပါလို့အိမ်ရှိရောက်တော့စီကတီးရှင်ဘောကကြွေးကြော်တဲ့လူကဗာပြောနှခမ်းတော်ကဘဒုမဝတိကိုတွေ့မြင်သောသူသည်ဤစင်တော်ဤလေမအတပြာ1000တို့ကိုယူလေဘယင်မင်းတရားကြီးအမိန့်တော်ဒီလိုကြွေးကြော်လိုက်ဘဒုမဝတိကသူ့အမေအဖွားကြီးကိုပြောတယ်
ဘာပြောလိုက်အထိကိဝတောသဟတံကနအမအာမကျွေးတဲ့မိခင်ကျေးဇူးရှင်ဟထိကိဝတောဟောဖို့ရှင်လေပင်ကသဟတံအတပြားတစ်ထောင်ကိုကနသွားပြီးယူပါအမေဖို့ရှင်လေပင်ကငွေအတပြားတစ်ထောင်သွားပြီးတော့ယူလိုက်ပါပြောနာဧဝရူပံဂဏိတုံဝိသဟာမိအမတ်တမိအဟံဃာတိဧဝရူပံဤသို့သဘောရှိတဲ့ဘယင်ဥစ္စာကိုဂဏိတုံယူခြင်းကနဝိသဟာမိမဝတ်ဘူးသမီးရဲ့အမေအဲ့ဒီလိုပိုက်ဆံမျိုးမယူဝတ်ဘူးတခါဘုရုမဝတိကဒုတိယပြောထိုနည်း၎င်းတတိယအကျင့်ပြောထိုနည်း၎င်းယူတာယူပါအမေရဲ့ဘုရုမဝတိကပြောတော့အဘွားကြီးကပြန်မိတယ်ကိဉ္ဝတ္တဝါကနာမိအမသမီးကိဉ္ဝတ္တဝါဘယ်လိုပြောပြီးတော့ကနာမိယူရမလဲသမီးရဲ့ဘယ်လိုပြောပြီးယူရသူတို့ကဘုရုမဝတိကိုမြင်တဲ့လူမှယူရမယ်ဆိုဒီတော့ဘုရုမဝတိကပြန်ပြောတယ်အဟနပတာမိမမကိရာတိတာဘဒုမဝတိပတ္တိတိဝတ္တဝကနအမအိုမိခင်အဟနပတာမိကျွန်တော်မတော့မမြင်ဘူးမမဒီတာကျွန်တော်မသမီးသည်ဘဒုမဝတိဒေဝိဘဒုမဝတိမိဘုရားကြီးကိုပတ္တိကိရမြင်တဲ့တော်လို့ဣတိဝတ္တဝဤသို့ပြောပြီးတော့ကနယူခဲ့ပါဘဒုမဝတိကအကြံပေးအမေသွားလာယူပါကျွန်မတော့မမြင်ဘူးကျွန်မရဲ့သမီးကတော့ဘဒုမဝတိကိုမြင်တဲ့တော့ဆိုပြီးတော့အဲ့ဒီလိုပြောပြီးယူခဲ့ဒီတော့အဖွားကြီးကယံဝတံဝဟောတုဖြစ်ချင်ရာဖြစ်ပါစေတော့ဟုတ်ဖြစ်ချင်ရာပဲဖြစ်ပါစေတော့ငါသမီးကဒီလောက်တောင်ရဲတော့ပြောတော့ဟုတ်ညာဖြစ်ချင်ရာပဲဖြစ်ပါစေတော့ဆိုပြီးတော့မိဖုရားကြီးကဆင်တော်ရဲ့လေပင်မှာချိတ်ထားတဲ့အတပြာထောင်တုတ်ကိုတစ်ခါတည်းသွားရဲကြီးသွားယူဘဒုမဝတိန်ဒေဝိပတ္တိအမမင်းမှုတမင်းချင်းယောက်ျားတွေကအမအိုအမေကြီးဘဒုမဝတိန်ဒေဝိဘဒုမဝတိမိဖုရားကိုပတ္တိအမေကြီးမြင်သလားတွေ့သလားအမေကြီးကဗာပြန်ပြောအာဟနပတာမိမမဒီတာပတ္တိမမဒီတာကိရပတ္တိအေယာအမောင်တို့အာဟနပတာမိအမေတော့မမြင်ဘူးမမဒီတာအမေသမီးကတော့ဘဒုမဝတိန်ဒေဝိဘဒုမဝတိမိဖုရားကြီးကိုပတ္တိကိရမြင်တဲ့တော်အမေတော့မမြင်ဘူးမောင်တို့အမေသမီးကဘဒုမဝတိကိုမြင်တဲ့မင်းကြီးတွေကပြောတယ်ကဟံပနသာအာမအိုအမေသာထုအမေသမီးဒီကဟံပနဘယ်မှာလဲအမေသမီးဒါဖြင့်ဘယ်မှာလဲအဲ့ဒီလိုပြောပြီးတော့အဖွားကြီးနဲ့တခါရဲမင်းကြီးတွေကဝန်းလိုက်အိမ်ထဲလည်းရောက်ပြီးတော့ဘဒုမဝတိမှန်းလည်းသိဒုက္ခမအဲ့ဒီကြတော့ငကိုရုပ်ရည်အသွေးကပြန်ပေါ်လာဟိုဘဒုမကြာပန်းကိုလှူပြီးမှပြန်ယူပြီးမှပြန်လှူလိုက်အဲ့ဒီမှာလှူတာနဲ့ဟုတ်လားနောက်လှူတာနဲ့အဲ့ဒီဂျာကာလဒီလိုယူလိုက်တဲ့ဟိုစေတနာလေးတွန့်တဲ့အတွက်ရက်ပိုင်းလောက်ဆိုကြပါဒါရက်ပိုင်းလောက်ရှိအဲ့ဒီမကောင်းကျိုးခံရဟာမင်းကြီးတွေဝင်လာတော့ဒီကဘုမဝတိကဂုံကမံအစုအပုံကလေးလိုပဲလိုက်လူမကနတ်မမီငကိုဘဒုမဝတိရုပ်ရည်ဆင်းနဲ့ပက်ပင်းမှတွေ့တော့မင်းချင်းတွေကတခါမျက်နှာအောက်ချရှိခိုးဘဒုမဝတိရဲ့ခြေပမိုးမှာဥနဲ့တိုက်ပြီးတကားလားဖြစ်မှဖြစ်ရလေအရှင်မိဖုရားကြီးဒီတော့မှအဖွားကြီးကလည်းပဲဩဘဒုမဝတိမိဖုရားဆိုတာသူပဲလို့ဒီတော့မှအဖွားကြီးကသိပြီးတော့ဗာရိယဝတ္တအဋ္ဌိယကမ္မံကတံ
ဣတိယဤမင်္ဂလေတိပါရိယဝင်လေးလာသောကာမအလုတ်ကိုကတံဝတ္တပြုအပ်စွာတကားဩမင်္ဂလေတကယ်ကိုဝင်လေးတဲ့အလုတ်ကိုလုပ်တာပဲယာဧဝံဝိဒတရေညောမဟေတိသမနာဧဝရူပေဌာနေနိရာရခဝတိယာအကျင့်မင်္ဂလေတိဧဝံဝိဒတရေညောဤသို့သဘောရှိတဲ့ဗာရာဏသီမင်းကြီးဤမဟေတိသမနာအက္ခဒေဝီမဟေတိမိဘခေါင်ကြီးဖြစ်ပါလေဧဝရူပေဌာနေဤသို့သဘောရှိတဲ့ငါတို့လိုဆင်းရဲသမအိနေယာဌာန၌နိရာရခအဆောင်အရှောင်မရှိပဲဝသိနေပြီအမလီတို့ဇင်ပြရှင်မင်းကြီးရဲ့အမျက်တနိုးအမျက်နိုးဆုံးဖြစ်တဲ့အင်္ဂါတွေဝိမေတိမိဘခေါင်ကြီးဖြစ်ပါလေငါတို့ရဲ့အိမ်လိုနုံနုံချချအိမ်မလာပြီးတော့အဆောင်အရှောင်မရှိပဲနေပါပြီမင်းကလေးနဲ့တကယ်ဝင်လေးတဲ့အလုပ်လုပ်တာပဲအဖွားကြီးကလည်းဒီအတိုင်းပြောပြီးတော့တကယ်ဟိုရင်ပတ်လက်နဲ့တီးလို့ပေါ့ဒီတော့မှမင်းကြီးတွေကချက်ချင်းဘဒုမဝတီနေတဲ့နေအိမ်ကိုတင်းတင်းကလကားတွေအကုန်ကာပြစ်တယ်မိဖုရားကြီးကိုတခါတည်းအဆောက်အနေတွေတခါတည်းချထားရွှေနန်းတော်ပြန်ပြီးတော့ရှင်မြင်းကြီးထံသွားရောက်ပြီးတော့ဘဒုမဒေဝီကိုဤညီတော်လမ်းအဖွားကြီးတယောက်ရဲ့အိမ်မှာတွေ့ပါပြီဖျားဆိုတော့ရှင်မြင်းကြီးကကိုင်းဘဒုမဝတီကိုဟောဒီရွှေထန်းစင်နဲ့တင်ပြီးတော့ရွှေနန်းတော်ဆောင်ခဲ့ကြရှင်မြင်းကြီးကရွှေထန်းစင်ပေးလိုက်မင်းချင်းတွေပါလေပေါ့ဒီကြတော့လေရုပ်ရုပ်ပဲတဲ့အဲ့ဒီလိုရွှေထန်းစင်ကြီးနဲ့လာတော့ဘဒုမဝတီကဘယ်နဲ့ပြောလဲအဟံဧဝနာဂမိတ်တာမိအဟံငါဒီဧဝံဤသို့နာဂမိတ်တာမိမသွားလို့ငါဒီလိုမသွားနိုင်ဘူးသူ့လည်းပြပဲလို့သွားရမမငါဤဝတနာဌာနာတော့အခုနေတဲ့အိမ်မှာပဋ္ဌာယအစပြုရာဝရာဇကေဟံရွှေနန်းတော်သို့တိုင်အောင်ဣထံတရေဤအကြ၌ဝရပုထကစိတ်တထရဏေအလွန်ကောင်းမြတ်တဲ့ခင်းနီတို့ကိုအထရာပိတဝအထရာပိဋအခင်းခံရကုန်ဒီအိမ်ကနေပြီးရွှေနန်းတော်အရောက်အလွန်ဆန်းကျယ်တဲ့ခင်းနီများကိုခင်းပါစေအထရာပိတဝခင်းစေပြီးတော့ဥပရိအထက်၌ဝါအထက်ကသူဝနာတာရကခစိတံရွှေကျယ်တို့ဖြင့်ခြေစီအပ်သောဇီလဝိဒါနံပဆိုးမျက်နှာချက်ကိုပဆိုးဆိုတာရွှေကျယ်တွေခြေတဲ့အပေါ်ကပူဖဲကတိပါဆိုးတဲ့မျက်နှာချက်တွေကိုဗန္တိတဝဗန္တာပိတဝဗန္တာပေဟိဖွဲ့စီရမယ်ဗန္တာပိတဝဖွဲ့စီပြည်သောကာလပသာဒနထာယငါဒဇာစင်ဖို့ရန်သဗ္ဗလင်္ကာရီသူပဟိတေသူမိဖုရားကြီးတို့ရဲ့အစဉ်စားအုပ်သုံးအလုံးစုံတို့ကိုပို့အပ်ကုန်သည်ရှိသောဗဒသာဝခြေကျင်သာလင်ကမိတ်သာမိသွားမယ်။ကဲအဘောကဗဒမြင့်နဲ့ကြက်အောက်ကနေပြီးတော့အလွန်ကောင်းတဲ့အခင်းလေးခင်းရွှေနန်းတော်ကနေပြီးတော့မိဖုရားကြီးရဲ့အဝတ်အစင်းစားတွေအကုန်ပို့လိုက်ပါအဲ့ဒါတွေဆင်ပြီးတော့ခြေလင်မဲ့ရွှေနန်းတော်ကိုလိုက်ပါပါမယ်ဟဲ့ဒီလိုသွားနေတာဘာပြုလို့လဲလို့ဆိုတော့ဧဝံဤသို့သွားသည်ရှိသောနာဂရမြို့သူမြို့သားလူအများတို့သည်မမသံပတ်တင်ကျွန်းတော်မရဲ့အတရေကိုပတ္တိတန်တိရှုမြင်ကြရပါလိမ့်မယ်ကျွန်းတော်မရဲ့ဖုံးကံအတရေဘယ်လောက်ရှိတယ်ဆိုတာမြို့သူမြို့သားတွေဓမ္မမြင်ကြတယ်အဲ့ဒီတိုင်းရှင်မြင်းကြီးပြန်လျှောက်ရှင်မြင်းကြီးကလည်းဘာအလိုလိုက်ဘဒုမဝတိယနဲ့ယထာရုစိန်ကရောထဘုံတို့အမောင်တို့ဘဒုမဝတိယဘဒုမဝတိမိဖုရားကြီးယထာရုစိန်အလိုအတိုင်းကရောထလိုက်နာပြုလုပ်ကြကုန်
အမောင်တို့ဘုသူမဝတိမိဖုရားကြီးလိုရှိတဲ့အတိုင်းအလုံးလုပ်ပေးလိုက်ကြတခါတဲ့အလွန်ကောင်းတဲ့အခင်းတွေကိုအဲ့ဒီအိမ်ကနေပြီးနန်းတော်ရောက်အောင်ခင်းအပေါ်ကရွှေကြဲတွေခြေတဲ့ပဒံမျက်နှာကျက်ပိုတွေဖဲ့တွေကတိပါတွေမျက်နှာကျက်ကျက်မိဖုရားကြီးအောက်ဆင်းစာကိုဝတ်ဆင်ပြီးတော့ဖက်မပါဘူးချင်းချင်းဟောဒီအဝတ်တွေပေါ်နင်းလိုက်တိုင်းအဝတ်တွေဖောက်ပြီးတော့ဘဒုံမာဂျာပန်တွေကဖော်ဝအောက်ကလာခန်းနေတအံ့တော်မြေကြီးတွေကဂျာပန်တွေကဒီအဝတ်ခင်းထားတဲ့အဝတ်တွေဖောက်ဘဒုမဝတီရဲ့ခြေပေါ်အောက်ရောက်နောက်တလားလားလည်းရောက်လာအဲ့ဒီနောက်တလားလားလည်းဒီဟာပြဟိုကရောက်မြို့သူမြို့သားတွေဟာတအံ့တော်တကယ်တည်းချီးမွမ်းထောမနာပြီးတော့ကြံရဲ့ရှင်နန်းတော်ရောက်တော့ရှင်မြင်းကြီးတံခွန်ပန်ပြီးတော့အဲ့ဒီလိုခင်းတဲ့အခင်းတွေအကုန်လုံးအပေါ်ကကြက်တဲ့ဗဒံမျက်နှာကျက်ကြက်တဲ့ပိုးဖဲကလေးပါတွေအကုန်လုံးအားလုံးတော့အဆောင်အယောင်တွေကိုကျွေးတဲ့မိခင်အဖွားကြီးအားပေးပြတယ်ရှင်မြင်းကြီးကတော့အိဋ္ဌာဒေဝိရှင်မိဖုရားအလိုရှိတဲ့အတိုင်းသာလုပ်တော့ဆိုတော့အဲ့ဒါဒီအဖွားကြီးအားမွေးကျေးဇူးကျွေးကျေးဇူးဆက်ဘဒုမာဝတိရှင်နန်းတော်ရောက်တဲ့အခါကျတော့ပြည့်ရှင်မင်းကြီးကအပြစ်တွေပေါ်ကုန်ပြီလေရန်သူဖြစ်တဲ့မိဖုရား900ခေါ်ပြီးတော့ဣမာယောတေဒေဝိဓာတိယောကတဝဒေမိဒေဝိဘဒုမဝတိရှင်မိဖုရားဣမာယောဟောဒီ900သောသူမတို့ကိုဒေသင်မိဖုရားအာဓာတိယောကတဝကျွန်မတို့ပြီး၍ဒေမိငါပေး၏ဘဒုမဝတိမိဖုရားဟောဒီမင်းက900ဟာရာဇဝမှုကိုအကြီးအကျယ်ပြုလုပ်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒီ900ကိုသင့်အားငါကျွန်မတွေလုပ်ပြီးတော့ပေးတယ်ဘဒုမဝတိကဗာပြန်ပြောသာဓုမဟာရာဇမြတ်တော်မင်းကြီးသာဓုကောင်းပါပြီတာတံမေရှံဒိဏဘဝံသကလနာဂရိဇာနာပိထာတာတံထိုမိဖုရား900တို့ကိုဘုရားမိဖုရားလို့ပြောလို့မဖြစ်ကျွန်မအနေနဲ့ပေးတာတာတံထိုမိမ900တို့ကိုမေရှံကျွန်းတော်မှာအာဒိဏဘာဝံပေးအပ်တဲ့အဖြစ်ကိုသကလနာဂရိအလုံးစုံသောမြို့သူမြို့သားတို့ကိုဇာနာပိထသိစေကြပါကုန်ဖုရားကောင်းပါပြီရှင်မင်းကြီးအဲ့ဒီမိဖုရားအဲ့ဒီမိမ900ကိုကျွန်းတော်မှာအရှင်မင်းကြီးပေးတဲ့အဖြစ်ကိုတစ်မျိုးလုံးလူတွေသိတာထင်ရှားအောင်ပြုလုပ်ပေးပါဖရာလို့ရှင်မြင်းကြီးကိုလျှောက်အချက်ခွဲခြင်းလို့လားလို့ဆိုတော့မဟုတ်ဘူးအချက်ခွဲခြင်းလို့မဟုတ်ဘူးအမှန်ကသူရဲ့သဘောထားကြီးတာကိုထင်သာပြောခြင်းလို့ပေါ်ပြခြင်းအဲ့ဒီလိုလေးလျှောက်ကြရောရှင်မြင်းကြီးကစီလေတဲ့လူခေါ်တယ်ခေါ်ပြီးတော့ဘာအဟစ်ခိုင်းဘဒုမဝတိယဒုပိတာပင်စတတာဣတိယောဧတိတာယေဝဓာတိယောကတဝဒိဏပါဠိလိုမျိုးတဲ့လိုက်ဟောကိုင်းဘွန်တော်တိုင်းသာပြည်သူဘိုလ်လူအပေါင်းတို့မဟာရာဇေနပြည့်ရှင်မင်းတရားကြီးသည်ဘဒုမဝတိယဘဒုမဝတိမိဖုရားကြီးအပေါ်၌ဒုပိတာပြင်မှားကြကုန်သောပင်စတတာဣတိယောမိမ900တို့ကိုဧတိတာယေဝထိုဘဒုမဝတိမိဖုရားကြီးဤသာလင်ဓာတိယောကတဝကျွန်မအဖြစ်ပြုလုပ်၍ဒိဏပေးအကုန်မည်ပြတိုင်းဒီလိုဟစ်အော်ကြွေးကြော်ပြီးတော့စီးလဲတယ်အဲ့ဒီစီဓမ္မပြန်လာစီးလဲပြီးပါပြီခင်ဗျာ